Umaji cancer ကာကွယ်တဲ့အစားအစာထဲမှာဒီ kimchi လဲပါဝင်တာပေါ့နော်ဒီ kimchi ထဲမှာရှိတဲ့ဒီဓာတ်တစ်မျိုးကဒီကျမတို့ရဲ့အစာအိမ်နဲ့ဦးလန်းချောင်းကိုအထောက်အကူပြုတဲ့ဒီကောင်းတဲ့ဘက်တီးရီးယားပိုးတွေအများကြီးကိုထုတ်လုပ်ပေးတယ်တဲ့အဲ့ဒါကြောင့်မလို့ဒီ kimchi စားမယ်ဆိုရင်အစာခြေစနစ်ကိုပိုကောင်းမွန်စေတယ်ပြီးလို့ရှိရင်ခုခံအားကောင်းမွန်စေတယ်ပြီးတော့ရောင်ရမ်းတာတွေကိုတက်တာစေတယ်ပြီးလို့ရှိရင်ဒီမကောင်းတဲ့ဘက်တီးရီးယားပိုးကိုသူကဖယ်ထုတ်ပေးတယ်အဲ့ဒါကြောင့်မို့လေဒီလန်ဒန်ဒီဦးလန်းကျောင်းဆိုင်ရာကျမကြီးဆန္ဒကပေါ့နော်ဒီရှွန်ဖစ်တန်ဆိုတဲ့အဲ့ဒီပါမောက်ခကဒီဦးမကြီးကင်ဆာကာကွယ်တဲ့အစားအစာ၅မျိုးတွေထဲမှာဒီ kimchi တစ်မျိုးကိုလည်းသူကရွေးခဲ့တယ်တဲ့အဲ့ဒီ kimchi ထဲမှာပါတဲ့မုံငင်းဖြူကြက်သွန်ဖြူကြက်သွန်နီဒီဂျင်းအဲ့ဒီအရာတွေကဒီခန္ဓာကိုယ်ကျမတို့ဦးလန်းကျောင်းကိုအကျိုးပြုတဲ့အရာတွေမို့လို့တခြားနိုင်ငံကကျမကြီးပါမောက်ခပညာရှင်တွေလည်းဒီ kimchi ကိုဥမကြီးကင်ဆာကာကွယ်တဲ့အထဲမှာပါဝင်တဲ့အစားအစာအဖြစ်သူတို့လည်းရွေးချယ်ခဲ့ကြတာပေါ့နော်။ဒါကြောင့်မလို့ဒီ kimchi စားမယ်ဆိုရင်နှလုံးကျန်းမာရေးကောင်းတယ်ဒီကျမတို့ရဲ့ဦးလန်းချောင်းဆိုင်ရာကျန်းမာရေးကိုလည်းအထောက်အကူပြုတဲ့အတွက်ကြောင့်မို့လို့ kimchi ကအရန်ကောင်းတဲ့အစားအစာဖြစ်ပါတယ်။